စာရေးသူသင်္ခါရစာရေးသားထားတဲ့လက်ရဘလူးတကိုယ်ရဲစစ်တီတော်ဆိုတဲ့ဝတ္ထုလေးကိုအစဆုံးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီရွာကလေးကအရင်ကတော့အလွန်ငြိမ်းချမ်းသာရတဲ့ရွာကလေးပေါ့။တငါမရှိမုတ်ဆိုးမရှိတောင်ရစိုက်ပြိုးကြတဲ့တောင်သူတွေကြီးမို့လို့အာကုသိုလ်တော်ကင်းတဲ့ရွာလူတောင်မှအနိပတ်ဝန်းကျင်ကတတ်မှတ်ကြရတယ်။အခုတော့ရေလုံးမဟုတ်ဘူးမငြိမ်းချမ်းရှာတော့ဘူး။အင်းဝပြတ်မှာတူတူလူငါတမင်းနဲ့ဘိုးရီထားလိုက်ကြတဲ့အထဲဒီရွာလေးနီးတောင်30မှာတော့ဘဝင်ခံနေတဲ့ငဇန်သီးကဒီရွာလေးမှာကပပလေး73ရွာကိုအုပ်ဆိုးချဲနေနေပါတယ်။ဘိုးဇန်သီးကဘယင်မဟုတ်ပြီမဲ့အခွန်တော်ကောက်ချမ်းလိုက်တာလွန်မာရောဆယ်ဘုတ်တစ်ခုပေးရတဲ့မင်းဗန္နာလာမကောက်နိုင်တော့ချင်းငဇန်သီးကိုပေးရတာကတစ်လကိုကျွဲနွား10ကောင်စပါး200ငွေ50 73ရွာအုပ်စုဝေနေလဆင်အလှည့်ကျပေးကြရတယ်။ကြီးရွာတွေကအလားဆုံးချောဆုံးဆိုတဲ့မိန်းကလေးတွေလည်းအရွယ်မှမရောက်သေးခင်ငဇန်သီးတို့ဇနီးများပျော်ရစက်တွေဖြစ်ကုန်ကြရောရွာတွေကမကျေနပ်ကြပေမဲ့ငဇန်သီးရဲ့အင်အားကိုမလွန်ဆန်နိုင်တော့ခေါင်းကုန်ခံနေကြရတယ်။အဲ့ဒီရွာလေးကိုမှတစ်ဖက်ရွာကတောင်သူကြီးမိသားစုပြောင်းလာခဲ့တယ်။သူတို့လည်းငဇန်သီးရန်ခံနေရတာချင်းအတူတူစိုက်ပျိုးလို့ကောင်းမဲ့မြေရှိရပြောင်းရွှေ့လာတဲ့သဘောထူးခြားတာကသူတို့မိသားစုနဲ့အတူကိုမတန့်သူတို့ပါလာတယ်။အစကတော့ရွာသူရွာသားတွေမသိသေးဘူး။အမျိုးမကင်းတဲ့မိသားစုမှာဘယ်ကဧည့်သည်ပါလာပါလိမ့်။နောက်မှဧည့်သည်ကရွာထဲမှာမနေတောင်ရစက်ကင်းကလဲဆောင်တဲလေးမှာပဲနေမယ်ဆိုတော့မင်းမြန်စုံစမ်းကြလို့သိကြတယ်။အများကသဲတန်ကန့်ကွက်ကြတာပေါ့နူနာယောဂရှိသူတယောက်ပါလာရင်တရားလုံးကိုကူကုန်လိမ့်မယ်လို့ကြောက်လန့်တကြားနဲ့တကြီးကိုသွားတိုင်ကြတယ်။တကြီးကရွာသားတွေရှေ့မှာပဲပြောင်းလာတဲ့မိသားစုကိုခေါ်မေးတယ်။အိမ်တော်ဦးစီးယောက်ျားကြီးကလည်းဝန်ခံတယ်နေစရာမရှိလို့တောင်ရထဲမှာဖြစ်ဖြစ်နေပါရစေအတင်းခွင့်တောင်းနေတာနဲ့ယောဂအခြေအနေကလည်းတကူမှဖြစ်စအခြေအနေမဆိုးသေးတာကြောင့်မလို့ရွာထဲကိုတော့လာလို့မရဘူးစားတဲ့ဂတိအနေနဲ့ခေါ်လာခဲ့မိတဲ့အကြောင်းလူကောင်းတယောက်ပြကြောင်းပြောပြတယ်။တကြီးကမေးတယ်နူနာကဘယ်နားမှာဖြစ်နေတယ်လဲလက်လားခြေလားတူနေသလားပြက်နေသလားဆိုတော့အားလုံးအကောင်းပါပဲတဲ့ဒါပေမဲ့ခြေလက်တွေကိုတော့ပတ်တီးစီးထားတယ်လို့ထုတ်ပြောတယ်။တကြီးကရာဆောင်တဲကိုလှည့်သွားပြီးဧည့်သည်ကိုလမ်းခေါ်မေးတော့ကိုချောင်းချောင်းနဲ့လူရဲတယောက်ထွက်လာတယ်။ယောဂကိုပြခိုင်းတော့ပြလို့မဖြစ်ဘူးတဲ့ခြေလက်မှမဟုတ်ကိုမအနာကွက်ပေါ်လို့ရွာကထွက်လာခဲ့တာတဲ့ရွာတဲကိုမလာပါဘူးဒီမှာလည်းအရှိချမနေဘူးခဏတဲကိုယုံလောက်ပါလို့ဆိုပါတယ်။သူနေတဲ့ရာဆောင်တဲအောင်ကပြူကန်ကြီးရိုင်နေနေတာရဲ့နောက်နှစ်တောင်ရပြန်ဆရင်တဲတဲဆောက်ပြီးတော့မှတဲဟောင်းမီးရှို့ပစ်မှာရဲ့ပြောင်းလာတဲ့မိသားစုကရွာထဲမှာဆွေကြီးမျိုးကြီးနဲ့တော်တန်ကျွယ်ဝဒါရီရဲ့ကြောင့်နည်းနည်းပါးပါးပဲပြောဆိုပြီးတော့မှသူ့ကိုခဏနေခွင့်ပေးလိုက်ကြတယ်